မနှက်နိုးလာတယ်ဖုန်းကိုစစ်တယ် message တွေပြန်တယ်အလုပ်လေးနည်းနည်းလုပ်တယ်တနေ့လုံးအလုပ်များနေပြီမယ်ညရောက်လာတဲ့အချိန်တင်းကိုတင်မေးမိတယ်ဒီနေ့ဘာမှမပြောင်းလဲသေးဘူးမလားတင်ပြင်းနေတာမဟုတ်ဘူးတင်မလုပ်ချင်လို့မဟုတ်ဘူးတင်အားနည်းလို့လည်းမဟုတ်ဘူးတင်ဘဝကအလုပ်များနေတယ်ဒါပေမဲ့တိုးတက်မှုမရှိဘူးနေ့တိုင်းတူညီတဲ့ routine တူညီတဲ့အိပ်ယာတူညီတဲ့ဖုန်းတူညီတဲ့မနှက်ဖြန်လုပ်မယ်ဆိုတဲ့စကားအစမှာတော့အေးအေးဆေးဆေးပါပဲနောက်ပိုင်းမှာစိတ်ရှုပ်လာတယ်နောက်ဆုံးတော့မပြောချင်တဲ့ regret လေးတွေတိတ်တိတ်လိဆူလာတယ်အမှန်ကိုပြောရရင်တင့်ကိုဖမ်းထားနေတာကပြင်းတာမဟုတ်ဘူးအစဉ်ပြေမှုအာယုံပြတ်မှု routine နောက်ကျမှုထမောမို့ဆိုတဲ့စကားဒီတွေကလူငယ်ဘဝရဲ့မမြင်ရတဲ့ရန်သူတွေပါတင့်မှာစွမ်းရည်ရှိတယ်တင့်မှာအခွင့်အရေးရှိတယ်ဒါပေမဲ့တင့် identity ကိုမရွေးချယ်ရသေးဘူးဒါပေမဲ့ဒီနေရာမှာပဲအရာအလုံးပြောင်းလဲနိုင်တယ်အမှန်တရားက motivation ကမတည်တမ်းဘူးစိတ်လှုပ်ရှားမှုကပျောက်သွားမယ်ဘဝကိုပြောင်းလဲတာက discipline ပါ discipline ဆိုတာကိုကိုညှဉ်းပန်းတာမဟုတ်ဘူးကိုလေးစားတာလုံမယ်လို့ဆုံးဖြတ်ထားတာကိုမိမိကိုယ်တိုင်နဲ့တစ္ဆာထားတာဒီလိုနဲ့တင် control ရလာတယ်တင်စွမ်းအားကိုပိုင်ဆိုင်လာတယ်တင်လွတ်လပ်လာတယ်ဒီနေ့ကိုနောက်ထပ်တစ်နေ့အဖြစ်ထားမလားဒါမှမဟုတ်တင်ဘဝရဲ့ identity ပြောင်းတဲ့နေ့အဖြစ်ရွေးချယ်မလားရွေးချယ်မှုကတင်အတိတ်မဟုတ်ဘူးတင်လက်ထဲမှာပဲ